အားလုံးပဲမင်္ဂလာပါစေတနာရှင်ကိုစွမ်း channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကျန်းမာကြစေဖို့ကျွန်တော်ပထမဦးဆုံးအနေနဲ့ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်16ရက်4လ2026ထိုင်းခြေကြီး 3D ကဏ္ဍများကိုကျွန်တော်ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်တကြံတွဲမှာထွက်မဲ့သုံးလုံးကဏ္ဍပေါ့နော်အကောင်းဆုံးဝမ်းချင်းကတော့256ဝမ်းချင်းဖြစ်ပါတယ်အကောင်းဆုံးဝမ်းချင်းက256မိန်ကွက်3ကွက်ကတော့165 356 956အဲ့ဒီ3ကွက်ကမိန်3ကွက်ဖြစ်ပါတယ်ရန်ကွက်4ခွက်ကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ရန်ကွက်4ခွက်ကတော့351 335 135 230ခွန်ကျွန်တော်ရန်ကွက်4ခွက်အနေနဲ့ရွေးချယ်ပေးခြင်းပါတယ်အပူအခွ3ခွက်ကတော့115 665 225 115 665 225အဲ့ဒီ3ခွက်ကိုအပူခွကြိုက်တဲ့လူများရွေးချယ်ကစားနိုင်ဖို့ကျွန်တော်အကောင်းဆုံးရွေးချယ်တင်ဆက်ပေးထားပါတယ်အားလုံးပဲ16ရက်4လ2026တကြံတွဲမှာထွက်မဲ့သုံးလုံးကဏ္ဍတွေအားလုံးပေါက်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်